အားလုံးပဲမင်္ဂလာပါဒီချေတို့ရှေ့ကဗီဒီယိုဖိုင်လေးကိုပြန်ဆက်တာဖြစ်ပါတယ်ဆိုတော့ဒီချေခုနကတော့ပြောတယ်နော်ဇီးငိုင်တယောက်ကနော်ကိုယ့်ရဲ့ပညာရက်တွေအကြောင်းကိုယ့်ရဲ့ဒီအကောင့်တွေပညာရဲ့အယူဆတွေနော်စီမင်းစည်းကမ်းတွေအကြောင်းတွေတေချာသိအောင်လုပ်ပြီးတော့တခြားဌာနလူတွေနဲ့ဆက်ဆံပြောဆိုရတဲ့အခါမှာသူတို့လည်းချေတို့ကလိုအပ်တဲ့ respect လေးစားမှုတွေချေတို့ပေးထားမယ်အရှင်းဆုံးပြောရင်လူအောက်ကျလို့မတည်ဘူးเนาะဟိုကောက်ကောက်မွန်မွန်လေးနဲ့အောက်ကျခံပြီးပြောလိုက်ရလို့လေဘာမှဖြစ်မသွားဘူးကိုလေတန်းလေးနှိမ့်ပြီးပြောလိုက်ရတာလေဘာမှဖြစ်သွားတာမဟုတ်ဘူးတခါကြလို့ရှိရင်မလူလားအဖေနဲ့လေတန်းလေးမာတယ်နော်မကြည်သလိုเนาะဆူသလိုစောင့်သလိုအဲ့ဒါမျိုးတွေပြောတာတွေလည်းရှိတဲ့အခါကျတော့အကောင့်ဆိုရင်လူဆိုးတွေပဲเนาะတစ်ဖက်ကလည်းမြင်ကြတယ်เนาะအကောင့်တန်နေဆိုလူဆိုးတွေပဲเนาะလူဆိုးတွေတမျှတွေဒီလိုမြင်တယ်နော်ပြောမယ်ဆိုလို့ရှိရင်ဟိုဟာစစ်ဒီဟာမေးမာရီကျော်ရီနဲ့ဒီလိုမျိုးတွေနဲ့ဒီချေတို့ကလူမုန်းခံရတယ်နော်အဲ့တော့ရွာစော်ကြီးတွေပြောလိုက်လို့ရှိရင်ပြောခံရရင်ဌာနပေါင်းစုံကနေဘယ်လိုမျိုးစောင်းထိုးလဲဆိုအဲ့အကောင့်တွေကဟုတ်တယ်နော်အဲ့ဒီအကောင့်တွေကပြောကုန်ပြောချင်သူတို့ငွေမဟုတ်ပဲနဲ့တတိမကြောက်ရအောင်သူတို့ကြောက်နေရရုပ်တွေကိုကြည့်ပါလားဒါမျိုးတွေနဲ့ဒီလိုအမြင်ဆောင်ခံရတယ်ဒါတွေကကိုရီးယားလဲကိုရီးပဲเนาะအပြောမတက်အဆိုးမတက်ဘာဖြစ်လို့လဲဆိုတော့စင်းငိုင်တယောက်ရဲ့စိတ်မှာတော်တော်များများဒီစင်းငိုင်တရားမှာ69ယောက်လောက်ကစိတ်ဆွဲနေတာဒီစင်းငိုင်ဆိုတာစင်းပဲလို့ဖို့လူတွေနဲ့စကားအများကြီးပြောဖို့မဟုတ်ဘူးစင်းငိုင်ဆိုတာလူမှုဆက်ဆံရေးပညာမလိုအပ်ဘူးเนาะကိုတောင်ဝင်ကိုကြည့်ပြီးရောကိုစင်းကိုထိုင်တဲ့အချိန်နဲ့စင်းထွက်ရပြီးရောဒီလိုမျိုးနဲ့အယူဆနဲ့အလုပ်လုပ်တဲ့အခါကျတော့စင်းငိုင်ကြီးကြည့်လိုက်ရင်ဘာဖြစ်နေလဲဆိုတော့เนาะ marketing တွေလိုမျိုးเนาะလူမှုဆက်ဆံရေးပညာမရှိမချိုးသားအပြောမတက်အဆိုမတက်เนาะမျက်နှာတွေကမထားတတ်မျက်နှာတွေကမလိုအပ်ဖက်တင်းမှာအဲ့ဒီလိုမျိုးတွေဖြစ်တဲ့အခါကျတော့ဌာနပေါင်းစုံနဲ့မတည့်အဲ့လိုတွေမှာကိုပါမခံနဲ့လူချင်းတော့တူတယ်စင်းငိုင်ချင်းတော့တူတယ်ဟုတ်လားဒါပေမဲ့ကိုဟာကိုပုံစံနဲ့ပဲကိုဖြစ်နေရမယ်သူများနဲ့မတူတော့လူတယောက်အနေနဲ့ပဲကိုဖြစ်နေရမယ်ဘယ်သူဘလို့ပဲဖြစ်ဖြစ်ဆိုတော့ကအခုဒီချက်တင်တန်းမှာအစစရရကုန်တင်ပေးပါတယ်စီရင်ကိုင်းဆိုတဲ့လူတယောက်တည်းဒီချက်ကအကောင့်တင်းဆိုတဲ့ပညာကိုပဲအကောင့်ဆိုတဲ့ပညာကိုပဲသင်ပေးလိုက်ရင်ဒီချက်တာဝန်ကြီးပါတယ်ဒါပေမဲ့လေနော်ဒီချက်တို့ကတကယ်တမ်းအလုပ်သေးကိုသွားပြီးတော့လုပ်တဲ့အခါကျရင်ဘယ်ပညာရက်အတွက်မဆိုလူကပဲလုပ်ရတာနော်အဲ့ဒီလူမှာ error တက်နေတဲ့အခါကျရင်ဒီချေတို့ကဘယ်လိုမှအဆင်မပြေဘူးဆိုလိုတာကပညာသိပ်တော်ပြီးပညာသိပ်တက်တိုင်းလေဒီချေတို့အလုပ်တွေမှာအဆင်မပြေတာနော်ဘဝမှာမအောင်မြင်တာနော်လူချစ်လူခင်မပေါ်တာလူမုန်းများတာဒါတွေလည်းရှိတယ်နော်အဲ့ဒါကြောင့်မို့လို့တကယ်တမ်းဒီချက်တင်တန်းမှာကစင်းရင်ဆိုတာဘာလဲစင်းငိုင်းဆိုတာဘာလဲနော်အခုနပြောရတဲ့ budgeting ဆိုတာဘာလဲဟာ taxation ဆိုတာဘာလဲဆိုတဲ့ပညာရက်တွေဘောကဘာလဲဆိုတဲ့အသိပညာအတတ်ပညာတွေအပြင်ကိုလူတွေရဲ့နော်ထားတင်ထားလိုက်တဲ့ဒီကျွန်တော်က mind တွေစိတ်နေစိတ်ထား attitude တွေသဘောထားတွေနော်ခံယူချက်တွေနော်ကိုယ်မှရှိရမယ်ဒီ personal မှာရှိရမယ် skill ဆိုတာက hard skill and soft skill နှစ်မျိုးရှိတယ်နော်ကျွန်တော်က hard skill လို့ပဲပြောလိုက်ရင်အခုအကောင့်ပညာတက်တယ်ဟိုမှာအင်္ဂလိပ်language တက်တယ်ဆိုတော့ computer ကျွမ်းကျင်တော့သုံးတတ်တယ်အပတ် easy ကျွမ်းတယ်မှာ software ကျွမ်းတယ်ပြောအဲ့ဒါတွေ hard skill တွေဒါပေမဲ့အဲ့ hard skill တွေကိုအသုံးပြုမဲ့လူကတကယ်လုပ်မဲ့လူကလုပ်တာအဲ့ဒီလူမှာသွားပြီး error တက်နေတဲ့အခါကျရင်ခုနပြောတယ်မစိုးတဲ့နော်လူတကာနဲ့ထက်ခနဲဆိုရင်ပြဿနာတက်ရန်ဖြစ်နော်မျက်စာမျက်နှာနဲ့ဖြစ်ပြီးတော့အဖုအကျိတ်တွေဖြစ်တယောက်နဲ့တယောက်နော်အလုပ်ထဲမှာအဲ့ဒီလူမျိုးတွေဖြစ်တဲ့အခါကျရင်အဲ့ဒီလူကပညာဘလောက်ပဲတော်နေအလုပ်ထဲမှာကအစင်မပြေတယ်လို့ကိုယ်တိုင်လည်းအဲ့ဒီအလုပ်မှာမပျော်ရွှင်ဘူးနော်ဆိုတဲ့အခါကျတော့ဒီချို့ကအဲ့လိုမျိုးမဖြစ်ရအောင်လို့အခုတင်နှမ်းမှာပေးခြင်းတဲ့ message ဒီစင်းငိုင်ဆိုတာကကိုယ့်ရဲ့ပညာနဲ့အလုပ်သဘောတဘာဝအရတော့တခြားဌာနတွေကို
ကိုလောက်ရမယ်စင်းနေမှန်ကန်စွာ information ရရှိဖို့အတွက်ကိုကျွန်တော်ကလိုအပ်ရင်မေးမယ်မြန်းမယ်နောက်တစ်ခုကပိုင်ရှင်ရဲ့ငွေကြီးဖြစ်တဲ့အတွက်ဒီကျွန်တော်ရဲ့ကိုယ်ပိုင်ငွေမဟုတ်တဲ့အတွက်เนาะဒီကျွန်တော်ကစိုးရိမ်နေကြီးနဲ့လိုက်ပြီးတော့မှစီကံတကြပိုင်ရှင်ငွေကြီးကိုဒီကျွန်တော်ကထိမ့်သိမ့်ပေးရတာဖြစ်တဲ့အတွက်စီးနဲ့ကန်းနဲ့เนาะဒီကျွန်တော်ကဂျားနေလုပ်ပေးရတဲ့လူဖြစ်တဲ့အတွက်သူတို့ပေါ်မှာကျွန်တော်စစ်မေးတာတွေစီကံတင်းကျပ်တာတွေလက်မှတ်ထိုးခိုင်းတာတွေเนาะစာရွက်ပြည့်စုံအောင်တင်ခိုင်းတာတွေကျွန်တော်လုပ်တယ်အဲ့လိုလုပ်တဲ့တဘာဝကိုเนาะသူတို့အနေနဲ့ကတလွဲမြင်မယ်ဆိုရင်လေကိုကအခုဒီချက်မင်းတို့ကိုရှင်းပြတယ်လို့မျိုးမင်းတို့သူတို့ကိုတေချာရှင်းပြစိတ်ရှိရှိနဲ့เนาะဆိုတော့လူဆိုတာကတော့တစ်ကြိမ်နှစ်ကြိမ်เนาะသုံးကြိမ်လောက်ကတော့ကျွန်တော်ကလာတီးခံရတယ်เนาะပြောပြသဘောမပေါက်ပြီးတော့တစ်ကြိမ်ပြောမရဘူးသဘောပေါက်ဘူးသူနှစ်ကြိမ်ပြောသုံးကြိမ်ပြောသုံးကြိမ်အလွန်ဆိုရင်မှဒီကိစ္စမျိုးကကြတော့နော်လက်ခံတဲ့ကိစ္စကိုလက်မခံဘူးဆိုရင်လည်းသူလည်းဝန်ထမ်းစိုးတွေမှာပါတယ်မကောင်းတဲ့စိတ်ဓာတ်ရှိတဲ့လူတွေမှာပါတယ်ဆိုရင်တော့သူ့ကိုစက်မပြောနဲ့တော့ဒါမျိုးကဘာလို့မလဲဆိုတော့ပိုင်ရှင်နဲ့သာပြောလိုက်တော့ဟုတ်ပြီနော်အဓိကပိုင်ရှင်ပဲဒီချို့ကလည်းပိုင်ရှင်ရဲ့အလုပ်မှာလာစာယူထားလို့ဒါချို့တာဝန်ရလုပ်နေရဖြစ်လို့သူတို့ဒီလေလာစာယူထားလို့ဒီအလုပ်မှာလာလုပ်နေတာဆိုတော့အကုန်လုံးကဒီအလုပ်ထဲမှာနော်ပြောမယ်ဆိုရင်ပိုင်ရှင်ရဲ့အလုပ်ကိုလုပ်ပြီးနေကြရတာကိုတာဝန်နေနဲ့ကိုမလဲစာလို့လာပြီးဒီထဲမှာလာတွေ့ကြတာအဲ့ဒါကြောင့်မို့လို့ကိုအနေနဲ့ကောက်ကောက်မွန်မွန်လေးပြောပြအကျိုးရဲ့အကြောင်းရင်ပြောပြတာ2ကြိမ်3ကြိမ်မှမရတော့ဘူးဆိုရင်တော့လေဒါမျိုးကြတော့ပိုင်ရှင်ရှိတာ report ပေးလိုက်တော့ကိုဆက်မပြောနဲ့ပေါ့နော်ရှိတယ်ဒါပေမဲ့ပြောရဲဆိုတဲ့အခါမှာကျွန်တော် first time ပြောတယ် second time ပြောတယ်မှာမင်းတို့ပြောတတ်ဖို့လိုတယ်မင်းတို့အပြောမတတ်ဘူးဆိုတဲ့အခါကျရင်တော့ကျမတို့ပြောလဲမရဘူးဆိုတာမျိုးကိုအကြောင်းတစ်ကြောင်းနဲ့လာမပြနဲ့ပြောတယ်ဘာလို့မရတာလဲမင်းတို့ရအောင်ဘာလို့မပြောနိုင်တာလဲကိုပြန်ပြီးသုံးသပ်ကိုရဲ့တော့ခုနပြောလို့မျက်နှာမလိုအပ်ဖြစ်နေမာတောင်းနေလားနော်လေတန်းကြီးကမာကြီးကြောကြီးဖြစ်နေလားသူတို့ပြောသလိုပဲဆရာကြီးပေါက်လေတန်းနဲ့လာပြီးတော့ဟလာဟောက်စားလုပ်သွားသလားဒီလိုမျိုးတွေးတော့ဝင်ကိုပြောတဲ့အချိန်မှာကိုကတကယ်ကိုပညာတတ်ဆန်ဆန်ကောင်းကောင်းမွန်မွန်လေးနဲ့ဟလာသူတို့လက်ခံနိုင်တဲ့ပုံလေးဖြစ်အောင်အကျိုးရဲ့အကြောင်းရင်ပြောတာလားနော်ပြောမယ်ဆိုရင်သူတို့ကစိုးနေတာလားကိုကစိုးနေတာလားဆိုတာကို assessment နေတေချာပြန်လုပ်ပြီးတော့မှကိုလည်းကိုလိုမယ်ဆိုရင်ဖြည့်နော်ကိုကပြင်းကိုဘက်ကပြင်ဆင်တဲ့နာတွေပြင်ဆင်ဟုတ်ပြီနော်ဒီချက်တို့အဲ့ဒါမျိုးလေးလုပ်ရမှာဖြစ်ပါတယ်အဲ့ဒီတော့နောက်တစ်ခုကကျတော့ဒီအလုပ်ထဲကိုစဝင်တဲ့ကလေးတွေကျတော့ကြောက်တယ်ကြောက်လို့မပြောရတာမမေးရဘူးမပြောရဘူးနော်ခုနလက်မှတ်ထိုးခိုင်းလို့နောက်မှထိုးမယ်လို့ပြောလဲထပ်မပြောရတော့ဘူးနောက်မှထိုးမယ်ဆိုရင်ထားလိုက်ပေါ့ဒီတိုင်းဒါမျိုးလေးတွေကြတော့လေခြေကအခု motivate ပေးပါတယ်နော် encourage ပေးပါတယ်မကြောက်ပါနဲ့အဲ့လိုလုပ်လို့မရပါဘူးအခုငွေထုတ်မယ်ဆိုရင်အခုလက်မှတ်ထိုးပါဒီလိုလုပ်ငန်းတစ်ခုမှာစီမင်းစည်းကမ်းဆိုတာကရှိကိုရှိရမှာဖြစ်ပါတယ်နော်အဲ့တော့အကောင့်ရဲ့တာဘက်ကိုရောက်လို့ရှိရင်အကောင့်ရဲ့စီမင်းစည်းကမ်းဆိုတာရှိရမှာနော်ဒီလိုပဲ HR နဲ့ပတ်သက်ရင်လေ HR ဘက်မှာသူ့စီမင်းစည်းကမ်းအနေနဲ့ရှိတာကိုမင်းတို့ဝန်ထမ်းအားလုံးလိုက်နာကြရတာပဲလေဒီလိုပဲပေါ့နော်အကောင့်ဘက်ကိုရောက်ရင်လေအကောင့်ရဲ့စီမင်းစည်းကမ်းကိုလိုက်နာကြရမယ်ဒါဟာဒီလုပ်ငန်းအတွက်စီမင်းစည်းကမ်းဖြစ်တယ်အဲ့ဒါမျိုးကိုကြိုပြီးတော့မှားကျင်ပါတယ်เนาะတခြားဌာနတွေနဲ့စကားပြောဆိုဆက်ဆံတဲ့အခါမှာမလူလားအဖယ်နဲ့လေဒီချေတို့ကမကြောက်ပါနဲ့เนาะတစ်ဖက်ကကြည့်ရင်တော့ပြောတဲ့ဆိုတဲ့ရှိပါစေရင်ကြီးเนาะလေးလေးဆဆနဲ့တစ်ဖက်လူသဘောပေါက်အောင်ချေတို့ပြောတတ်ပါစေအဲ့တော့အခုပြောချင်တာကချေတို့အကောင့်ရဲ့သဘောတရားဒီเนาะညီငွေတန်ဖိုးရှိတဲ့အရာတွေနဲ့ပတ်သက်သမျှဖြစ်ရမှန်တွေကိုဒီချေတို့ကမှတ်တမ်းနေပြီးတော့ဖော်ပြချက်တွေလုပ်တယ်ဒီဖော်ပြချက်တွေကပိုင်ရှင်တွေစပွဲပေါ်ပို့အဲ့လိုဖြစ်နေတဲ့အတွက်เนาะဒီဖော်ပြချက်တွေမှာတစ်စက်မှကျတော့အမှားရင်းပါလို့မရပါဘူးမဟုတ်မှန်နေပါလို့မရပါဘူးဟိုကကားပြင်တာ3သိန်းလောက်ပဲကုန်တော့ဒီထဲမှာလာပြီးတော့ကျတို့က6သိန်းထည့်လို့မရပါဘူးဟုတ်တယ်เนาะဆိုတဲ့အခါကျတော့ဒီကျတို့ပညာရဲ့သဘောတရားအရာကစစ်မယ်မေးမယ်เนาะဒီတာတွေကို clear ဖြစ်အောင်လုပ်မယ်ဆိုတာဒီကျတို့ရဲ့အပြစ်လည်းမဟုတ်ဘူးเนาะဒီကျတို့ကဆိုးရွားနေတာလည်းမဟုတ်ဘူးအပေါ်တွေလုပ်နေတာလည်းမဟုတ်ဘူးလုပ်တင်တာကိုပဲလုပ်တာဖြစ်တယ်အဲ့တော့အဲ့ဒါမျိုးလေးကိုနားလည်ပြီးဆိုရင်တော့ဒီကျတို့အခုအလုပ်ထဲကိုစဝင်တဲ့အခါမှာအတွေ့အကြုံရှိမရှိเนาะစရင်းဆိုတာဘာလုပ်ရတာလဲဆိုတာလေးနဲ့ဘယ်လိုတွေလုပ်ရတာလဲเนาะဆိုတာလေးကိုမြင်သာလောက်ပြီเนาะစရင်းရဲ့net date ပဲလေးကိုမြင်သာလောက်ပြီဆိုတော့နောက်ထပ်ဗီဒီယိုဖိုင်တွေမှာထပ်လေ့လာစရာလေးတွေကိုလေ့လာပေးပါအောင်เนาะ